အမောင်ချင်းတဲ့ရဲ့ဟင်းဟောင်တန်ကဘန်းကြီးကဘာတစ်ခုလုံးကိုတုံခါသွားစေတယ်။စေရနဲ့မှင်တန့်တို့ဟာစေရောင်စုံတွေနဲ့ရက်လုထားတဲ့မြက်ထင်းပြင်တွေကိုဖျက်ကျော်ပြီးတက်တန့်ရေကန်ရှိတာတောင်ကုန်းမြင့်ကြီးကိုအားကုန်ပြေးလာခဲ့ကြတယ်။အနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါစေရရင်ထိတ်သွားတယ်။လှပတဲ့ပန်းကြီးတော်အုပ်ကြီးဟာအခုဆိုရင်အမောင်ချင်းတဲ့ရဲ့ခြေရာတွေအောက်မှာအနက်ရောင်မှင်ကွက်ကြီးတွေအဖြစ်ပြောင်းလဲသွားပြီ။ချင်းတဲ့ဤကခြေတလန်းလှမ်းတိုင်းသူ့ရဲ့ခန္ဓာကိုယ်ကပိုပြီးကြီးထွားလာသလိုအနီးနားကအယောင်တွေကိုလည်းစုပ်ယူစားတောက်နေတာပါ။ဇေယဟိုမကြည့်ရေကန်ကိုရောက်တော့မယ်။မင်းတန့်ကရှေ့ကနေလမ်းညွှန်ပြလိုက်တယ်။တောင်ကုန်းထိပ်မှာတော့ထူးဆန်းတဲ့ရေကန်ကြီးတစ်ခုရှိနေတယ်။အဲ့ဒီရေကန်ထဲကရေတွေကရိုးရိုးရေမဟုတ်ပဲတက်တန့်ရောင်စံခုနှစ်သွဲလုံးတောက်ပနေတဲ့အရေးကြီးတွေဖြစ်နေတယ်။ရေကန်ရဲ့အလဲပဟုံမှာတော့ကြောက်စိမ့်ပလင်တစ်ခုရှိပြီးအဲ့ဒီအပေါ်မှာအဖြူရောင်စက်ကူလွတ်တစ်ချက်ကလီထဲမှာလွတ်ညောနေတယ်။အဲ့ဒီစက်ကူပေါ်မှာမင်းညစ်အစစ်မှန်ဆုံးခံစားချက်ကိုဆွဲရမယ်စေရ။မင်းတန့်ကအသက်ကိုလူရှူရင်ပြောလိုက်တယ်။ဒါပေမဲ့သတိထားပါမင်းရဲ့စုပ်ချက်ကအတုအယောင်ထိနေရင်ဒီရေကန်ကြီးတစ်ခုလုံးမှိန်နှက်ကြီးဖြစ်သွားလိမ့်မယ်။ဇေယဟာရေကန်အလဲမှာရှိပလင်စီကိုတုံရီနေတဲ့ခြေလမ်းတွေနဲ့ရှောက်သွားခဲ့တယ်။သူစက်ကူလွတ်ရှိမှရက်လိုက်တဲ့အချိန်မှာပဲအမောင်ချင်းတဲ့ဤကတောင်ကုန်းအောက်ခြေကိုရောက်လာပါပြီ။ချင်းတဲ့ဤကကောင်းကင်ကိုမော့ကြည့်ပြီးဟင်းဟောင်လိုက်တဲ့အခါကောင်းကင်ကအယောင်တွေဟာအမဲရောင်အကွိုက်ချောင်းတွေဖြစ်ပြောင်းလဲသွားပြီးဇေယတို့ရှိတာကိုအမောင်တို့တွေလွှမ်းမိုးဖို့ပြင်နေပြီ။ငါဘာဆွဲရမလဲငါ့မှာအယောင်မမတ်မရှိတာဇေယကစိတ်ပြက်လက်ပြက်နဲ့အော်ပြောလိုက်တယ်။သူ့ရဲ့မှော်စုပ်တမားမှာမှင်တွေကုန်နေပြီလေ။အယောင်ဆိုတာစုပ်တမားထဲမှာရှိတာမဟုတ်ဘူးဇေယမင်းရဲ့စိတ်ထဲမှာရှိတာမင်းတန့်ကအော်ဟစ်အားပေးလိုက်တယ်။ဇေယဟာမျက်လုံးကိုစုပ်မိတ်လိုက်တယ်။သူ့ဘဝမှာအမြဲတမ်းအထီးကျန်ထဲရတာတွေသူ့ရဲ့ပန်းကြီးကားတွေကိုဘယ်သူမှအထိအမှတ်မပြုတ်ခဲ့တာတွေပြီးတော့သူ့ကိုကာကွယ်ပေးဖို့ကြိုးစားနေတဲ့မင်းတန့်ရဲ့ကျင်နာမှုတွေကိုတစ်ခုချင်းပြန်မြင်ရောင်လာတယ်။သူနားလဲသွားပြီ။သူအမြဲတမ်းပုံလှလှလေးပဲဆွဲဖို့ပဲကြိုးစားခဲ့တာ။သူ့ရဲ့နှလုံးသားကိုပုံထဲမှာထည့်ဖို့မေ့နေတာတဲ့။ဇေယဟာစုတ်တမာကိုတက်တန့်ရေကန်ထဲမှာနှစ်လိုက်တယ်။ရုတ်တရက်စုတ်တမာထိတ်ဖျားကနေဘယ်တော့မှမမြင်ဘူးတဲ့ကြည်လျင်တောက်ပတဲ့အလင်းတောင်တစ်ခုထွက်ပေါ်လာတယ်။သူဟာအဲ့ဒီအလင်းနဲ့စက်ကူပုံမှာပုံတပုံကိုစတင်ဆွဲလိုက်တယ်။သူဆွဲလိုက်တာကချင်းသေးဤမဟုတ်ဘူးစစ်တရေဒီလည်းမဟုတ်ဘူး။သူဆွဲလိုက်တာကလက်ချင်းချိတ်ထားတဲ့တညာချင်းနှစ်ယောက်ရဲ့ပုံရိပ်လေးပေါ့။အဲ့ဒါကသူနဲ့မှန်တန့်ကိုရည်ညွှန်းတာပေါ့။ဇေယရဲ့ပုံလေးပြီးသွားတာနဲ့တပြိုင်နက်စက်ကူပေါ်ကနေရွှေရောင်အလင်းလိုင်းတွေဝှန်းခနဲ့ထွက်ပေါ်လာပြီးအမောင်ချင်းတဲ့ဤကိုရိုက်ခတ်လိုက်တယ်။အမောင်ချင်းတဲ့ဤကနာကျင်စွာအော်ဟစ်ရင်တဖြည်းဖြည်းသေးနွယ်သွားပြီးသူ့ပေါ်မှာရှိတဲ့အမဲရောင်မင်းတွေကအရေးပြောကျသွားခဲ့တယ်။ဒါပေမဲ့အမောင်ချင်းတဲ့ကလုံးဝပျောက်ကွယ်သွားမဟုတ်ဘူး။သူကအခုဆိုရင်ဇေယရှေ့မှာကြောင်ကလေးကကောင်အရွယ်အလောက်ပဲရှိတဲ့အနက်ရောင်တရဝါလေးတစ်ခုအဖြစ်ပြောင်းလဲသွားတာပေါ့။ဒါကဘာဖြစ်တာလဲ။ဇေယကအံ့ဩတကြီးနဲ့မေးလိုက်တယ်။မင်းတန်းကပြုံးပြီးရှင်းပြတယ်။အမောင်တို့ဆိုတာဖြက်စီးလို့မရဘူးဇေယ။ဒါပေမဲ့အလင်းရောင်နဲ့ထိန်းချုပ်လို့တော့ရတယ်။အခုအဲ့ဒီချင်းသေးကြီးကမင်းရဲ့စိတ်ကိုနားလဲသွားတော်မို့လို့မင်းရဲ့အရေးအဖြစ်ပဲကြန့်ရှိနေမှာပေါ့။ဒါပေမဲ့ပန်းကြီးကဘာကြီးကတော့ပြန်လဲတောက်ပမလာသေးဘူး။ကောင်းကင်မှာအကွက်ချောင်းတွေရှိနေသေးတယ်။ဇေယတခုခုတော့မှားနေတယ်။အမောင်တို့ကပျောက်သွားပေမဲ့ပန်းကြီးကဘာရဲ့အပတ်ဝိညာဉ်ကပြန်မလာသေးဘူး။မင်းတန့်ရဲ့မျက်နှာကစိုးရိမ်မှုတွေပြန်ဝင်လာတယ်။အဲ့ဒီအချိန်မှာပဲတက်တန့်ရေကန်ရဲ့အောက်ခြေကနေအနက်ရောင်လက်မားကြီးတစ်ခုထွက်ပေါ်လာပြီးဇေယရဲ့ခြေလောက်ကိုဆွဲချိန်လိုက်ပါတော့တယ်။မင်းတို့ထင်းနေတာကဒါကဇက်သိမ့်ပြီလို့တင်နေကြတာလား။ရေကန်အောက်ကနေနတ်နီးထွားရဲ့အတန်ကြီးတစ်ခုထွက်ပေါ်လာတယ်။ဒီမော့ဆုတ်တမရဲ့တကက်အရှင်တရင်ကငါပဲ။ဇေယဟာရေကန်ထဲကိုဆွဲချခြင်းရောက်ပြီးအမောင်တို့ထဲကိုပြန်လေကျဆင်းသွားပြန်ပါတော့တယ်။ရေကန်အောက်ခြေကအမောင်တို့ဟာဇေယကိုနှက်ရှားရစီဆွဲခေါ်သွားတယ်။အဲ့ဒီနေရာမှာတော့မှင်နဲ့အရှင်သခင်လို့ခေါ်တဲ့မျက်နှာမရှိတဲ့အရေးကြီးတစ်ခုရှိနေပါတယ်။သူဟာမှော်စုပ်တန်ကိုအတုံးချပြီးပန်းကြီးကဘာရဲ့အယောင်တွေကိုစားသုံးပြီးအသက်ရှင်နေတဲ့ရှေးဟောင်းဝိညာဉ်ဆိုးတစ်ခုပါပဲ။မင်းရဲ့အလင်းရောင်ကငါ့ကိုမတားနိုင်ပါဘူးကလေး။
မှန်နဲ့အရှင်သခင်ကလောင်ပြောင်းလိုက်တယ်ဒီစုတ်တန်ကမင်းဆွဲသမျှကိုအသက်သွင်းပေးတာမဟုတ်ဘူးမင်းရဲ့ဝိညာဉ်ကိုစုပ်ယူပြီးအသက်သွင်းတာပဲအခုမင်းရဲ့ဝိညာဉ်ကငါ့အပိုင်ဖြစ်သွားပြီဇေယဟာအသက်ရှူရခက်လာပြီးသူ့ရဲ့ကိုယ်ထဲကစွမ်းရည်တွေကုန်ခဲလာတယ်လို့ခံစားလိုက်ရတယ်အဲ့ဒီအချိန်မှာပဲအပေါ်ယံရေပြင်ကနေမင်းတက်ရဲ့အတန်ကိုကြားလိုက်ရတယ်ဇေယမယုံနဲ့အဲ့ဒါကလိန်ညာနေတာဒီစုတ်တန်းကမင်းရဲ့အစိတ်အပိုင်းတစ်ခုပဲအဲ့ဒါကိုမင်းကိုယ်တိုင်ပဲပြန်လဲဖန်တီးနိုင်တယ်ဇေယဟာမှင်နဲ့ချင်းမှနှိမ့်ညုံနေရင်စဉ်းစားလိုက်တယ်ဒီစုတ်တန်းကို तू တွေ့ခဲ့တာဟာတိုက်ဆိုင်မှုလားမဟုတ်ဘူးသူ့ရဲ့ပန်းကြီးအပေါ်ထားရဲ့စစ်မှန်တဲ့စိတ်ဆန္ဒကြောင့်ဒီစုတ်တန်းကသူ့စီကိုရောက်လာတာပဲငါကမင်းရဲ့အစေခံမဟုတ်ဘူးဇေယကအမှောင်တူထဲမှာအားကုန်အော်ပြောလိုက်တယ်ငါကပန်းကြီးဆရာတယောက်ပဲငါရဲ့ကဘာကိုငါကိုယ်တိုင်ပဲပြင်ဆွဲမယ်ဇေယဟာသူ့လက်ထဲကကြောက်စင်းစုတ်တန်းကိုအားပြင်းစွာစုပ်ကန်လိုက်ပြီးမှန်နဲ့အရှင်သခင်ရဲ့ရင်ပတ်တဲ့တဲ့ကိုအလင်းရောင်ဇက်တစ်ချက်အားနဲ့ချလိုက်တယ်ဖုံးတခဏချင်းမှာပဲအစမောင်တို့ကအကွဲသွားပြီးဇေယဟာရေကန်မျက်နှာပြင်ပံကိုပြန်လဲပွင့်ထွက်လာခဲ့တယ်သူဟာလေထဲမှာဝေးပြန်နေရင်သူ့ရဲ့စုတ်တန်းကိုကောင်းကင်ရန်စီကိုဝှိရမ်းလိုက်တယ်အခုတခါမှသူဟာစက်ကူပေါ်မှာဆွဲနေတာမဟုတ်ဘူးသူဟာလေဟာရက်ထဲမှာကဘာကြီးတစ်ခုလုံးကိုပြန်လဲရေးဆွဲနေဟာပါသူဟာကောင်းကင်ကြီးကိုအပြာရောင်တောက်တောက်လေးခြေထားလိုက်တယ်အကွဲနေတဲ့နေရာတွေကိုရွှေကုန်မှွင့်တဲ့ဖာထိလိုက်တယ်သူဆွဲလိုက်တဲ့စုတ်ကျက်တိုင်းမှာမြစ်တာဂယုနာနဲ့တက်တီတွေပါဝင်နေကြောင်းပန်းကြီးကဘာကြီးဟာအရင်ကထက်အဆက်ပေါင်းများစွာပုံမလှပပြီးတက်ဝင်လာခဲ့လေမင်းနဲ့အရှင်သခင်ဟာအလင်းရောင်တန်းကိုမခံနိုင်ပဲနောက်ဆုံးမှာတော့မင်းနဲ့14တခက်အဖြစ်ပြောင်းလဲသွားပြီးဇေယရဲ့စုတ်တန်ထိုက်ဖျားမှာကတ်ညီးသွားတော့တာပဲအရာအားလုံးငြိမ်သက်သွားလေခါဇေယဟာမြေပြင်ပေါ်ကိုညီညံ့စွာဆင်းသက်လာခဲ့တယ်မင်းလုံနိုင်ခဲ့ပြီဇေယမင်းတန်ကဝမ်းသာအားရနဲ့ပြေးလာပြီးပြောလိုက်တယ်မင်းကဒီကပလာရဲ့တကက်ကဲတင်ရှင်ပန်းကြီးဆရာကြီးပဲဒါပေမဲ့ဇေယကပြုံးပြီးခေါက်ရလိုက်တယ်မဟုတ်ဘူးကျွန်တော်ကတငန်ချင်းတွေကိုကာကွယ်ခြင်းနဲ့ကောက်မလေးတယောက်ပါပဲအဲ့ဒီအချိန်မှာပဲပန်းကြီးကဘာကြီးဟာတခီထီမှိတ်သေးလာတယ်ဇေကတိလာပြီသူလူသားကဘာကိုပြန်ရမယ့်အချိန်ရောက်ပြီဆိုတာငါတို့ပြန်တွေ့အောင်မလားဇေယကဝမ်းနဲ့စွာမေးလိုက်တယ်မင်းတန်ကဇေယရဲ့လက်ထဲကိုအစောပိုင်းမှာဇေယဆွဲထားတဲ့တငယ်ချင်းနှစ်ယောက်ပုံလေးကိုထည့်ပြီးမင်းပန်းကြီးဆွဲနေစီရဲ့တွေ့ငါမင်းရဲ့ဘေးမှာအမြဲတမ်းရှိနေမှာပါလို့တိုးတိုးလေးပြောလိုက်တယ်ဇေကမျက်လုံးဖွင့်လိုက်တဲ့အခါသူဟာဟောင်းနှွယ်နေတဲ့ဖျားပြက်လေးထဲရဲ့ grand ချင်ပေါ်မှာလဲလျောင်နေတာကိုတွေ့ရပါတယ်။အကယ်မှာညက်နေကနေဝင်စိတ်အလှကကောင်းကင်ကြီးတစ်ခုလုံးကိုရွှေကုန်းချဲထားတယ်လို့ပါပဲ။ဇေယကသူ့ရဲ့ဘီးနားကိုကြည့်လိုက်တယ်။ကြောက်စင်းစုံတန်ကတော့မရှိတော့ဘူး။ဒါပေမဲ့သူ့ရဲ့ပန်းကြီးစာအုပ်ထဲမှာတော့သူနဲ့မှင်တန်လက်ချင်းချိတ်ထားတဲ့ပုံလေးကအသက်ဝင်နေစေပါတယ်။ထူးဆန်းတာကသူ့ရဲ့ခြေရွဲမှာအနက်ရောင်ကြောင်ကလေးတစ်ကောင်ကခွေရက်အနစ်အိတ်စော်နေတာကိုတွေ့ရပါတယ်။အဲ့ဒါကတော့အစောပိုင်းကအမှောင်ချင်သေးလေးပါတယ်။ဇေယကပြုံးပြီးကြောင်ကလေးကိုပွေ့ချီခဲ့ကအိမ်ကိုပြန်လာခဲ့တယ်။အဲ့ဒီနေ့ကစပြီးဇေယဟာပြေတော့မှအထီးခံကထားမရောက်တော့ပါဘူး။သူဟာသူ့ရဲ့ခံစားချက်တွေကိုပန်းချီကားတွေထဲမှာအသက်ဝင်အောင်ထည့်သွင်းဆွဲထားခဲ့တယ်။ပြီးတော့သူ့ရဲ့ပန်းချီကားတွေကိုကြည့်မိသူတွေအလုံးကစိတ်ချမ်းသာမှုနဲ့မျှော်လင့်ချက်တွေကိုရရှိခဲ့ကြပါတော့တယ်။